ไม่ซุ้งค่ามิงกลาบาดิเนกานี่อลาลาเปียเมเนาะตาชิเลยมาชีเดดาวดาไซคลินิกมานี่กาแม่นาอลาลาเปียมาบ่เนาะนี่แม่นากะအတက်နည်းကြီးလာတော့တင်းတိတ်တွေဗာနည်းရှိလာပြီလားအဲကြောင့်မျက်နှာကြည်လင်အောင်လာလုံးမယ်လိုက်ခဲ့နော်အခုနီရောက်နေတာကဒေါက်တာဆိုင်ရဲ့ဈေးခန်းအစ်စ်လေးပါနော်ဈေးခန်းကအရန်တန့်ရှင်းပြီးဝန်ဆောင်မှုလည်းအရန်ကောင်းတယ်အရင်အဆုံးနီမျက်နှာကိုလှအောင်ဘာတွေလုပ်ရမှလဲဆိုတာဆရာဝန်နဲ့တိုင်ပင်ကြည့်လိုက်တော့နီမျက်နှာကတင်းတိတ်တွေအမဲဆက်တွေမျက်နှာတွန့်တာတွေရှိတော့ W9 treatment ကိုလုပ်လိုက်ပါတယ်ဒီအခန်းလေးက treatment လုပ်တဲ့အခန်းလေးပါဒါကြတော့ဆရာဝန်ဆေးထိုးမဲ့အခန်းလေးပါတန့်ရှင်းနေရပဲအခု W9 treatment စလုပ်ဖို့အတွက် makeup တွေစဖြတ်နေပါပြီညနာမှာကျန်နေတဲ့အညစ်ကြေးတွေကိုလေနဲ့မှုန့်ပေးတော့အေးနေရပဲဒါကြတော့ချွေးပေါက်မှာရှိတဲ့အညစ်ကြေးတွေကိုချစ်ထုတ်ပေးတယ်ပြီးတော့ဗီတာမင်စီလိမ့်ပေးပြီးဒီဆက်လေးနဲ့ဗီတာမင်စီမျက်နှာအကုန်ပြန်သွားအောင်လုပ်ပေးနေတာပေါ့နော်ပြီးတာနဲ့ကိုလိုဂျင်လိမ့်ပေးပြီးတော့ဒီဆက်လေးနဲ့မျက်နှာလုပ်ပေးတဲ့အချိန်မှာနီမျက်နှာကတင်းတင်းလေးဖြစ်တယ်လို့ခံစားရတယ်ဒီဆက်လေးကြတော့မျက်လုံးပေးမှာရှိတဲ့အရေးချောင်းလေးတွေမျက်အိတ်တွေစမိုင်းလိုင်းတွေကိုပျောက်သွားအောင်လုပ်ပေးတာပေါ့နော်ဒီဆက်လေးကမျက်နှာဖြူစေပြီးအမဲဆက်လည်းပျောက်စေပါတယ်နှာခေါင်းမှာရှိတဲ့စားဝတ်ချံကိုကပ်ပြီးတော့ထုတ်ပေးပါတယ်ပြီးတော့မျက်နှာပေါင်းတင်တဲ့အချိန်မှာ15မိနစ်လောက်စောင့်ရတော့နီတော့အိပ်ပျော်သွားတယ်သူ့အနက်လေးကမွေးမွေးလေးနဲ့နီအရန်ကြိုက်တယ်ဒီဆေးလေးကိုဆက်ထဲပြီးတော့ညနာကြည်အောင်ညနာအစိုးတက်ရအောင်ပြီးတော့အသားရည်ပိုကောင်းလာအောင်လုပ်ပေးပါတယ်ဒီဆက်ကအထက်ပြီးထိုးရတော့အတိတ်ကိုနီရှေ့မှာပဲဖောက်ပြတယ်ဆိုတော့ပိုပြီးစိတ်ရှာရတာပေါ့နော်ဒေါက်တာဆိုင်ဆေးခန်းမှာနီလုပ်တဲ့ treatment ပြောလိုက်လို့ရှိရင်90% discount ရမှာနော်တကယ်လို့နီလိုမျိုး treatment မလုပ်ပေမဲ့လည်းဒေါက်တာဆိုင်ဆေးခန်းမှာ check in လုပ်တာနဲ့30% ချော်စေးရမှာနော်โอเคนี่လည်းပြီးသွားပြီပေါ့နော်ဟုတ်လာပါပြီဒေါက်တာဆိုင်ဆေးခန်းနေရလေးကတော့တတားတဲ့နိုင်ရစင်အဝိုင်းကနေဘုံထွန်ဖက်ကိုတွားပြီးညဖက်အပေါ်လန်းကို꿰လိုက်ပါပြီးတော့အရှိကိုတက်တက်ဆက်မောင်းလိုက်လို့ရှိရင်ဒေါက်တာဆိုင်ဆေးခန်းကိုတွေ့ပါပြီရှင်